မှာမရှိပါဘူးဟုတ်လားအမှန်စင်စစ်ကတော့တပါးသောသူတွေချမ်းသာဖို့အတွက်တန်ရှင်းစင်ကြယ်ကောင်းမြတ်တဲ့အလုပ်ကိုလုပ်တာဟုတ်ရဲ့လားဒါကြောင့်အဲ့လိုတန်ရှင်းစင်ကြယ်ကောင်းမြတ်တဲ့ကာယကံဝစီကံတွေရှိဖို့လိုအပ်တယ်ကြီးပွားချမ်းသာခြင်းတဲ့ပုဂ္ဂိုလ်တွေအတွက်စကားဆက်မိလို့မြတ်စွာဘုရားလက်ထက်ကအဖြစ်ပြက်လေးတစ်ခုပြောပြအောင်မယ်ပုံနာကြီးတယောက်ဒီနေ့တော့သူလမ်းလျှောက်ထွက်လာရင်းနဲ့ဘာလုပ်လဲဆိုတော့တန်ဃာတော်ရှင်မြတ်တွေမြို့ထဲကိုဆွမ်းခံကြွတော့မယ်ဆိုပြီးတော့မြို့ဘဝမှာသင်္ကန်းယုံကြတာသင်္ကန်းယုံတော့မြတ်တွေနဲ့ဆိုတော့အော်တခါတည်းနှင်းတွေကသင်္ကန်းတွေရွှဲအဲ့ဒါနဲ့ပုံနာကြီးကဘာစိတ်ကူးပေါက်လဲဆိုတော့ဖြစ်သေးပါဘူးဆိုပြီးတော့အဲ့ဒီတန်ဃာတော်တွေသင်္ကန်းယုံမဲ့နေရာကိုသူမြတ်တွေရှိတာအကုန်ပေါက်ပြလိုက်တယ်အဲ့ဒီမှာတလင်းဝင်းကြီးလိုပြောင်းသွားတာပေါ့လေအဲ့ဒါနဲ့နောက်နေ့ရောက်တော့သူမြတ်ပေါက်ထားတဲ့နေရာလေးပီတိဖြစ်ပြီးတော့လာကြည့်တယ်တန်ဃာတော်တွေသင်္ကန်းယုံနေတယ်အခက်မသိလို့သင်္ကန်းကအောက်ကျသွားတော့သင်္ကန်းမှာဖုန်နေလူးပြန်ရောဖုန်နေလူးတော့သူဘာဆက်ပြီးတော့စိတ်ကူးပေါ်လဲဆိုတော့ငါသဲလေးတွေခင်းအောင်မှဖြစ်မယ်ဟောသူစိတ်ကူးလေးနဲ့သူနော်ဘာလုပ်လဲသဲခင်းတယ်သဲခင်းတော့ကိုတော်တွေကအဲ့ဒီသဲပြင်လေးပေါ်ချမ်းချမ်းသာသာသင်္ကန်းယုံရပြန်တယ်နောက်နေ့သင်္ကန်းယုံတော့နေကပူတော့ချွေးတွေစီးကြဒါကိုသူကြည့်ပြီးတော့အကြံဖြစ်ပြန်တယ်ဒါစိတ်ကောင်းကလေးတွေနဲ့ကံကောင်းကလေးတွေလုပ်နေတာနော်ဘာလုပ်လဲဆိုတော့ငါမန်းတက်ကလေးထိုးရရင်တော့ကောင်းပါပဲအရှိတ်ကလေးအဲ့ဒါနဲ့နောက်နေ့သူ့အစွမ်းလေးနဲ့သူထုတ်ပြီးတော့နော်မန်းတက်ကလေးထိုးတယ်အဲ့ဒါလိုနဲ့ချမ်းချမ်းသာသာနေကြရင်းနဲ့တနေ့တော့အဲ့ဒါလိုသင်္ကန်းယုံတဲ့နေရာသူရောက်လာတော့မိုးတွေကရွာတယ်တဲ့ရွာတော့မိုးကရွှဲတယ်မန်းတက်ဆိုတော့တစ်ရက်ကနေရေတွေစီးကြမှာကိုအဲ့ဒါနဲ့ဒီနေရာကိုငါဇေယျကလေးဆောက်တဲ့နေဟောဘာလုပ်မယ်ဇေယျဆောက်မယ်တဲ့အဲ့ဒါနဲ့ဇေယျဆောက်တယ်သူလှုပ်တဲ့စင်ကြယ်ကောင်းမြတ်တဲ့အလုပ်ကလေးကိုတစ်ခုပြီးတစ်ခုသူကြည့်ပြီးတော့ပီတိဖြစ်ပြီးတော့ရှေ့ကိုဆက်သွားတာနော်ဒါမျက်ခြေပြတ်လို့မရဘူးဟုတ်လားအဲ့ဒီမှာဇေယျလေးပြီးအောင်မြင်ပြီဆိုတော့ငါဖះပင်ပြီးတော့တန်ဃာတော်တွေဆုံးကပ်ပြီးတော့ဇေယျကလေးရေသက်ချမယ်ပေါ့အခုလို့ဆိုရင်တော့အမြတ်တမ်းလေးပေးဝေမယ်ပေါ့အဲ့ဒီရေသက်ချပွဲမှာမြတ်စွာဘုရားတရားဟောတော့တရားရဲ့အဆုံးမှာအဲ့ဒီပုံနာသောတာပန်ဖြစ်တယ်ဟောတဆင်ပြီးတဆင်တက်လာတာနော်တဆင်ပြီးတဆင်တက်လာတာစင်ကြယ်တဲ့ကံကလေးတွေပြုတ်ပြီးတော့တက်လာတာအဲ့ဒီအနုမောဒနာတရားမှာမြတ်စွာဘုရားဘာဟောလဲဆိုတော့အနုပုပ္ပေနမေရာဝေထောကံခဏေကာမာရောရဇတသေဝနေတမေမလမတ္တနောအဓိပ္ပာယ်ကဘာပြောတာလဲဆိုတော့ပညာရှိတဲ့ပုဂ္ဂိုလ်ဉာဏ်ရှိတဲ့ပုဂ္ဂိုလ်ဆိုတာကိုယ်တန်တမှာရှိတဲ့အညစ်အကြေးကိုအခွင့်ရတိုင်းအနှဲငယ်လေးပဲဖြစ်ခဏထုတ်ပြရမယ်တဲ့ဥပမာရွှေပရိန်တဲ့ငွေပရိန်တဲ့ဟာအဲ့ဒီရွှေတို့ငွေတို့ထဲမှာရှိတဲ့အညစ်အကြေးကိုမီးကလေးပြပြီးတော့ခဏအခွင့်သာတိုင်းထုတ်ပြစ်တယ်လို့ပဲတဲ့ပြီးတဲ့ဥပမာကောင်းတယ်နော်ရွှေပရိန်တဲ့ဟာရွှေရဲ့အညစ်အကြေးကိုခဏတိုင်းမီးကလေးဖုတ်ပြီးတော့